Hello, me memories ka ba? Tiniaro Wyman Love Pictures အချစ်ခံရတော့မိမစုမြာဆိုတဲ့စာအုပ်နဲ့ပတ်သက်ပြီးတော့မှပြောမှာဖြစ်ပါတယ်။ဒီစာအုပ်က review လုပ်တာလည်းမဟုတ်ဘူး comment ပေးတာလည်းမဟုတ်ဘူးဒီရဲ့စာအုပ်ကိုဖတ်ခဲ့ရတော့က feeling ကိုပြောမှာဖြစ်ပါတယ်ပြီးတော့မှအမြဲတမ်းပေါ့နော်မိရဲ့မျက်နှာကြီးနဲ့မြင်နေရတော့ယူပြီးသွားမှာဆိုလို့ဒီနေ့တော့အတန်လေးနဲ့ပဲနေစတဲ့လိုက်ပါတယ်ဒီစာအုပ်ကိုစစချင်းဖတ်တုံးကပေါ့နော်ထမင်းစားပြီးတော့မှဆိုင်းဆောက်ရင်းနဲ့ဖတ်မယ်ဆိုပြီးတော့မှဆိုင်ထဲမှာစာအုပ်ကင်ရင်းနဲ့အိပ်ပျော်သွားတာတော့မမတ်ရရပေါ့နော်ဒါပေမဲ့နောက်ပိုင်းကျတော့ဟိုအိတ်ခန်းကြီးကြောက်လို့ရှိရင်စာဖတ်တဲ့အလေးချင်းလေးပြန်လှုပ်ချင်တာနဲ့အဲ့ရဘေးနားမှာထားပြီးတော့မှဖတ်ဖြစ်တဲ့အခါကျတော့ဒီရဲ့စာအုပ်ကလေးကဖတ်ရင်နဲ့စာအုပ်ပြီးသွားမှာတော့နှမျောတဲ့ feeling လေးကိုရလာတာပေါ့နော်ဆိုတော့စာအုပ်ကကိုယ့်အနေနဲ့ကတော့ပေါ့နော်လက်ခံလို့လည်းရတယ်မိအနေနဲ့တော့ကြိုက်တယ်ထဲမှာပါပါတယ်အဲ့တော့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်ဒီရဲ့ပေါ့နော်တချို့အကောင့်တွေမှာ review လုပ်ထားလေးဖတ်ပြီးတော့မှကြိုက်တယ်ဆိုလို့ရှိရင်try ကြည့်ဖို့အတွက်ပြောချင်တာပေါ့နော်မကြိုက်လည်းရပါတယ်လူတိုင်းကတော့ကြိုက်ချင်းတော့ပဲတူနိုင်မလဲပေါ့နော်အဲ့တော့ဒါကတော့ကိုဒီစာအုပ်ဖတ်တော့ကခံစားရတဲ့ feeling ကိုပြီးတော့မှပြောတာဖြစ်ပါတယ်ဘယ်လောက်ပါပဲ